အားလုံးပဲမင်္ဂလာပါအခုတလောကောလာဟာလာတဲ့နေရူမာတွေနဲ့ဒီစီမံကိန်းတစ်ခုလိုဖန်ဆီးခံနေရတဲ့သူတွေရဲ့ကြားမှာဒီတဲ့ဟာအလင်းအမြန်ပြန့်ပြီးတော့အကြောက်တရားတွေနဲ့ရင်ဆိုင်နေကြရပါတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင် USCIS ဟာ silent case တွေကိုမစစ်တော့ဘူးအင်တာဗျူးမလုပ်တော့ဘူးတိုက်ရိုက်တရားရုံးကိုတင်းနေပြီဆိုတဲ့ကိစ္စဖြစ်ပါတယ်အဲ့တော့ဒီစကားကမမှန်ဘူးလားလို့ပြောမယ်ဆိုလို့ရှိရင်လေတပိုင်းတစအားဖြင့်မှန်တယ်လို့ပြောချင်ပါတယ်အထူးသဖြင့်ဒီ case တွေကိုအဆိုင်တရားရုံးကိုတင်ပြီးတဲ့ EOIR case တွေကိုလည်းပဲ online ကနေစစ်သွားမယ်အားဒါမှမဟုတ်ဖုန်းနဲ့ရင်လည်းစစ်မယ်စသည်ဖြင့်ဒီအကြောင်းအရာတွေဟာအခုတလောအဆိုင်နဲ့တင်ထားသူရဲ့ဂျာမှာအကျေအပြန့်သတင်းတွေရောက်နေပါတယ်အဲ့တော့အခုလက်ရှိသမရခေတ်မှာဒါကတရားစီရင်မှုပုံစံပြောင်းသွားတာလားဆိုတဲ့စကားတွေကလည်းထွက်ပေါ်နေပါတယ်တကယ်တော့ဘာကိုအခြေခံထားလဲဆိုလို့ရှိရင်ကျမတို့ case by case တင်သူတွေရဲ့ပုံမှာရှိတဲ့သူတို့ရဲ့ status ပြဿနာပေါ်မှာမူတည်တယ်လို့ပြောချင်ပါတယ်အဲ့တော့အလွယ်ဆုံးနဲ့အရှင်းဆုံးပြောရမယ်ဆိုလို့ရှိရင်ကျမတို့ဒီသင်္ဘောသားတွေပေါ့နော်ဒီသင်္ဘောသားတွေက2020နဲ့5ခုနှစ်မှာကျမတို့ register notice တွေမှာကြည့်လိုက်ရဆိုရင်ဒီ expedite လုပ်ကြတာတွေနောက်ပြီးတော့ဒီ assignment တင်တဲ့ဟာတွေအမြန်မဖြစ်တဲ့အတွက်ကြောင့်မို့လို့ပြဿနာတွေကျုံနေတဲ့ဂျားထဲမှာဘော်ဒါကဝင်လာသူတွေနောက်ပြီးတော့ဒီတက်တေကခိုင်ခိုင်လုံလုံမရှိဘဲနဲ့ဝင်လာတဲ့သူတွေကိုကျမတို့ဒီ removal enforcement ကတင်းတင်းကြပ်ကြပ်လုပ်နေတာကိုတွေ့ရပါတယ်အဲ့တော့အစောကပြောသလိုပဲဝင်လာတာကတော့ကျမတို့ I-94 နဲ့ဝင်လာတာပဲဒါပေမဲ့ဝင်လာတဲ့သူရဲ့ပုံစံကိုပြန်ကြည့်ရအောင်ကျမတို့ဒီတင်မောသားကိစ္စပေါ့နော်အရင်တုန်းကတော့တင်မောဘောကနေခုံချရေကူးဘာသာရဲမှမပါဝင်လာတဲ့ခါကျတော့ဖန်စီခုခက်ကဒီလိုမဟုတ်တော့ဘူးစတက်ရတာကိုကကျမတို့တင်မောတက်တာကဒီအမေရိကန်နိုင်ငံကတက်ရတယ်အမေရိကန်နိုင်ငံကပဲပြန်ဖို့ရသွားရတယ်အဲ့ဒီလူတွေကကျမတို့ဒီဝင်ပေါက်က I-94 နဲ့ဝင်လာတယ်ဒါပေမဲ့သူတို့ရဲ့ဝင်လာတဲ့ပြဿနာကဒီနိုင်ငံကိုတရားဝင်ရောက်ရှိထားတယ်လို့မယူဆပဲနဲ့ခိုင်လုံတဲ့အကြောင်းပြချက်နဲ့မတင်ခဲ့ဘူးဆိုလို့ရှိရင်ဒီလူတွေမှာပြဿနာအများကြီးရှိပါတယ်ပြီးတော့ပိုဆိုးတာကတင်တဲ့အခါမှာရှေ့နေမပါဘဲနဲ့တင်လိုက်ပြီးတော့ပွဲစားနဲ့ရေးမယ်ပွဲစားကလည်းသူရေးချင်တယ်လို့ရေးလိုက်မယ်ဒီထဲကကိုဘွားလည်းမဟုတ်ဘူးဘာမှလည်းမသိဘူးဒီချင်းနေမျိုးမှာကိုကအပြင်းမှာ DUI နေ DWI နေထိပြီးအရင်မူးပြီးတော့ကားမောင်းပြီးဒီလိုဖြစ်ခဲ့မယ်ဆိုရင်အခုချိန်ဒီမှာဒီလူတွေကို ICE ကအမြန်ဆုံးဖမ်းပါလိမ့်မယ် ICE ဖမ်းပြီးတဲ့အချိန်မှလေးပဲဘွန်းလို့ခေါ်တဲ့ပြင်ပကိုထွက်ခွင့်ရချင်မှရပါလိမ့်မယ်အဲ့တော့ကျွန်မအတိပေးပြီးတော့အားပေးစကားပြောချင်တာကတော့တကယ်လို့ဘုံမရတော့ဘူးလို့ဆိုရင်ဒါကိုငွေကုန်ကြေးကြတအားခံပြီးတော့မထွက်ပါနဲ့လို့မကြိုးစားပါနဲ့လို့ပြောချင်ပါတယ်အဲ့တော့ထောင်ထဲကနေပြီးတော့မှအင်မတန်စိတ်ပြက်အားငယ်ပြီးတော့အားကိုမဲ့နေတဲ့အတန်လေးတွေကျမတို့မြစ်တာယုံကိုခေါ်လာပါတယ်ကျွန်တော်တို့မှာမျှော်လင့်ချက်ရှိသေးသလားတဲ့ရှိပါတယ်မျှော်လင့်ချက်တွေရှိပါတယ်အဲ့တော့ဘာမျှော်လင့်ချက်လဲကိုဘုံလုပ်ပေးထားတဲ့ကိုယ့်ရဲ့ရှေ့နေကိုလည်းပဲပွင့်လင်းနဲ့ကိုယ့်ရဲ့လက်ရှိအခြေအနေတင်ပြထားတဲ့ကိုယ့်ရဲ့ statement ကိုရိုးသားသားဝန်ခံရပါမယ်အရင်တင်ထားတဲ့ statement အမှားကြီးကိုပွဲစားကထင်ရလောက်ထားတဲ့အမှားကြီးကိုဒါနဲ့ပဲဆက်သွားရမယ်ဆိုတာမဟုတ်ပါဘူးအဲ့တော့ပြန်ပြီးတော့အမင်းမဲ့လုပ်ပြီးတော့ပြန်တင်တဲ့အခါမှာတော့အမှန်တရားတွေ
ဖြစ်တဲ့လေလို့အကြံပေးချင်ပါတယ်အဲ့ဒီတော့ထောင်ထဲကိုရောက်နေတယ်ဆိုတာကျွန်မအချင်းချင်းအဖန်ဖန်ပြောခဲ့ပြီးဖြစ်ပါတယ်အပြင်မှာ4နှစ်5နှစ်အင်တာဗျူးမရဘဲနဲ့စောင့်ပြီးတော့ expedite ဆိုတဲ့အမြန်ရလို့ပုံနဲ့ကိုယ့်ရဲ့ imitant ခက်ခဲတဲ့နော် extraordinary circumstance အင်မတန်ခက်ခဲတဲ့ဖြစ်စဉ်တွေကိုမတင်ပြနိုင်ဘူးဆိုရင်အဲ့ဒီလိုအမြန်တောင်းတဲ့အစားအခုလိုမတော်တဆနဲ့အချုပ်ထဲရောက်သွားတဲ့အခါမှာကိုယ့်အမှုကမဖြစ်မနေခေါ်ခံရတာရှိပါတယ်အဲ့ဒီအတွက်ကြောင့်မို့လို့ကိုယ့်ရဲ့ခိုင်လုံတဲ့ထိုင်တွဲကိုအရင်ဆုံးပြင်ဆင်ပါလို့အကြံပေးချင်ပါတယ်ကိုယ့်ရဲ့ရှေ့နေကမြန်မာနိုင်ငံသားရှေ့နေဖြစ်ခဲ့တယ်ဆိုရင်တော့မြန်မာနိုင်ငံအကြောင်းကိုကောင်းကောင်းသိပါတယ်။သို့တော့အမေရိကန်နိုင်ငံသားရှေ့နေတွေဖြစ်ခဲ့မယ်ဆိုရင်ကိုယ့်ရဲ့အကြောင်းချင်းရာနဲ့ကိုယ့်ရဲ့အဖြစ်အပျက်တွေကိုကိုကဒါလျင်ရှေ့နေတဲ့ထဲကိုတင်ပြရမှာဖြစ်ပါတယ်။ဒါကိုကိုယ့်ဘက်ကပြင်ဆင်ပြီးတော့ကိုယ့်ရဲ့အမင်းမင်းလို့ခေါ်တဲ့ကိုယ့်ရဲ့ဖိုင်တွဲထုတ်ကြီးကိုကိုယ့်ရဲ့ရှေ့နေရဲ့လက်ထဲကိုပေးနိုင်ဖို့အကြံပေးပါတယ်။ကျမတို့ဟာနှစ်ပေါင်းများစွာအမေရိကန်နိုင်ငံမှာအကူအညီပေးလာတဲ့ကိုယ့်ရဲ့အတွေ့အကြုံတွေကိုပညာပေးမျှဝေပြီးတော့စစ်ချမ်းသာအောင်အကြံပေးတာဖြစ်ပါတယ်။ဒါပေမဲ့တကယ်တရားခွင်မှာပြင်ဆင်ရမယ့်အကြောင်းအရာတွေတင်ပြရမယ့်အရာတွေကိုတော့ကိုယ့်ရဲ့ရှေ့နေနဲ့တည်တည်ချာချာတိုင်ပင်ပြီးတော့ legal advice တွေရယူပါလို့ပြောကြရင်းနဲ့ဒီထောင်ထဲကိစ္စနဲ့ပတ်သက်ပြီးတော့ရှေ့ဆက်ပြီးတော့အဆင်ပြေတယ်လို့တင်ပြသွားပါဦးမယ်လို့ပြောကြရင်းနဲ့အားလုံးအဆင်ပြေချောမွေ့ကြပါစေ။